မင်္ဂလာပါခင်ဗျာရွေးကြရပြန်လဲကြိုးပါတယ်ဒီဗီဒီယိုလေးကတော့ညကစားသွားတယ် PSG နဲ့ United 1-1 တည်ထားခဲ့တဲ့ပွဲလေးကိုကျွန်တော်ပွဲပြီးအမြင်လေးပြပြချင်တာဖြစ်ပါတယ်ဒီပွဲမှာကျွန်တော် United နဲ့ PSG ဟာ1-1ဆိုတဲ့ရတဲ့တည်ထားခဲ့တယ်ဂိုးတွေကိုတော့2မိနစ်မှာ PSG ကရတယ်ကျွန်တော်တို့က32မိနစ်မှာအမ်ဘူမိုရဲ့ဂိုးနဲ့ခြေပါခဲ့ရတယ်ဒီလိုမျိုးလေးပဲရှိပါတယ်ကျွန်တော်တို့ပွဲထွက်လူစင်းနဲ့ကျွန်တော် United ဘက်ကပွဲထွက်လူစင်းလေးပြောရမယ်ဆိုရင်တော့အရင်ပုံစံတိုင်းမှာလေဂိုးသွားနေရာမှာ Tottenham ဒီ Masterwi မကွိုင်းယာ Heaven လူရှော့ဝင်းလဲမှာတော့မောင်းနဲ့စန်တိုပဲဒီတိုက်စစ်နေရာတော့၄ယောက်မှာတော့ညာဘက်မှာအမတ်အလဲမှာရှိန်လေစီဘယ်ဘက်မှာတို့ကူတိုက်စစ်မှာတော့အမ်ဘူမိုအရင်တိုင်းပဲဗျာဒီယူရိုနေရာမှာမာစတာကြီးဝင်လာတဲ့တခုပဲကျွန်တော်ကတော့အရင်ခြေစံပွဲကြီးကအတိုင်းပဲပေါ့ဗျာဒါကျွန်တော်ဒီ PSG ဘက်မှာလည်းလူငယ်တွေနဲ့အများကြီးထွက်လာတယ်ကော်ရစကယ်လီယာတယောက်ပဲပါတယ်ကိုသမားတော့တော်တော်လေးကောင်းခဲ့လို့ပြောရမယ်ကျွန်တော်တို့2မိနစ်ပါပဲမထင်ပဲကိုပြီးလိုက်ရတယ်ကျွန်တော်တို့ပြန်လဲချီပေါက်ကိုကြိုးစားတဲ့တိုက်စစ်စင်နဲ့ဒါပေမဲ့အလုံးမဖြစ်ခဲ့ဘူးဒါပေမဲ့32မိနစ်မှာတော့အာမတ်ရဲ့ဒီ pressing ပေးပြီးတော့တစ်ဖက်ကစားသမားဘောလုံးပြက်လာတာကိုဘောလုံးလုလာပြီးတော့အမ်ဘူမိုထိုးပြီးတယ်အမ်ဘူမိုကကန်သွင်းလိုက်တယ်ဒီကစားသမားတွေထိမလို့နဲ့ဒီတိုင်းပဲဝင်သွားတယ်ဒါကျွန်တော်တို့အတွက်ပထမပိုင်းမှာကြီးခဲ့ရတဲ့1-1ပေါ့ဗျာသူတို့ဘက်က2မိနစ်မှရတယ်ကျွန်တော်တို့က32မိနစ်မှရတယ်ဒါပဲထူးခြားခြားကြီးတော့ဘာမှသိမရှိဘူးကျွန်တော်တို့နောက်ပိုင်းမှာကစားဒီကစားအားတွေကောင်းတယ်ကျွန်တော်တို့ပို့ပြီးတိုက်စစ်ဆင်နိုင်ခဲ့တယ်ဒီပြစ်တယ်မောနှလုံးပေါ့မမရပြစ်တယ်မောနှလုံးအပူမိုကန်နဲ့ပြစ်တယ်မောနှလုံးစလုံးကိုကိုသမားတကယ်ကိုအရင်ကောင်းတဲ့လက်ဆွဲနဲ့ကာကွယ်သွားနိုင်ခဲ့တယ်တကယ်ကိုကောင်းတာဘာလို့ဆိုတော့အမှုကောင်ကန်နာတစ်ဖက်ကညာဘက်တစ်ဖက်ကဘယ်ဘက်တောင်းတကယ်ကိုရအောင်ပုတ်သွားနိုင်တယ်ပေါ့ဗျာတကယ်တော်တော်လေးလက်တောင်းကြရလို့ပြောရမယ်ကျွန်တော်တို့အမြင်တော့လေဒီနှလုံးတော့ပဲကျွန်တော်ကတော့အရင်တော့ဟိုတိုက်စစ်စင်းနေရပဲရှိတယ်ကျွန်တော်တို့ဘက်ကလည်းအရင်ကောင်းခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အတွက်သတင်းစိုးတစ်ခုကတော့မိနစ်20မှာပဲကျွန်တော်တို့ရဲ့ကစားသမားမီဆန်မောက်ဒဏ်ရာရသွားလို့မိနစ်20မှာပဲဖလက်ချာလေးနဲ့လဲရတယ်ဒါကတော့ကျွန်တော်တို့အတွက်သတင်းကောင်းတော့မဟုတ်ဘူးသတင်းစိုးပေါ့ဗျာဒီဘယ်လောက်တောင်ဒဏ်ရာရနိုင်တယ်မလဲဘယ်လောက်ထိနားမလဲဒါမျိုးကျွန်တော်အရင်ဟိုအပြောင်းရွှေ့ကိစ္စပြောတော့လည်းအဲ့တိုင်ပဲမီဆန်မောက်ကဘယ်လိုကစားသမားမျိုးလဲဒီဆယ်ဝက်ဇက်တိုက်များကန်ဘူးလို့လားဒါအခုပြောလို့မရှိသေးတယ်အခုခြေစမ်းပွဲမှာဒဏ်ရာရသွားပြီဘယ်လိုဆက်ဖြစ်လာအောင်လဲဒီလိုနဲ့ကျွန်တော်တို့ကွင်းနဲ့ဘယ်လိုတိဆောက်မလဲဒါကတော့အပြောင်းရွှေ့ကဏ္ဍနဲ့ပတ်သက်တာပေါ့ဗျာအခုကျွန်တော်တို့အတွက်ဒီပွဲမှာတည်ကြခဲ့ပေမဲ့တကယ်ကိုစိတ်မကောင်းစရာတခုကတော့မီဆန်မောက်ဒဏ်ရာရသွားတယ်ဘယ်လောက်ထိအခြေအနေဆိုးမလဲအခြေအနေကောင်းနိုင်ပါမလားနောက်ပွဲတွေမှာသူအခြေအနေကောင်းနိုင်ပါမလားဒီယာတီစာကောပြန်ကစားနိုင်ပါမလားသူရဲ့ကိုကစားပုံတော့အားလုံးတွေပါကောင်းပေမဲ့အဲ့ဒဏ်ရာကတော့သူ့အတွက်တကယ်ကိုပြဿနာအကြီးဖြစ်နေခဲ့တယ်တကယ်ပဲသူ့အတွက်လည်းစိတ်မကောင်းပါဘူးကျွန်တော်တို့ဒီပွဲမှာတော့ PSG လိုအသင်းကိုလူငယ်ကစားပိုင်းနဲ့လည်းတူတန်ကစားနိုင်တယ်ဆိုတော့ဒါတော့တိတ်ပြိုင်ပြောစရာမလိုဘူးပေါ့ဗျာဒီဘောလုံးပိုင်ဆိုင်မှုက41သူတို့ဘက်က50 59ပေါ့ဗျာပိုင်ဆိုင်မှုကတော့နည်းတယ်ကိုပေါက်ကန်ချက်ကတော့14ချက်ရှိတယ်ကိုပေါက်တဲတာကတော့9ချက် PSG ကိုအလုပ်ကန်နိုင်ခဲ့တယ်ကျွန်တော်တို့ဘက်ကဖာနန်တက်တို့ဇက်ဇီတို့ယိုရီတယ်လမန်တို့လည်းဝင်လာတယ်လို့သူတို့ဘက်ကလည်းမကွင်ဟိုတို့နာဘတ်တို့ပီတင်ညာတို့ဒမ်ဘီလီတို့လည်းဝင်လာပြီးတော့ကစားခဲ့ကြဒါပေမဲ့ဘောဖြီကိုမပြောင်းလဲနိုင်မနဲ့1-1ဆိုတဲ့ရက်နဲ့ပဲအဆုံးသွားခဲ့တာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီရဲ့ညတော့ကစားသွားတဲ့ PSG နဲ့ United ရဲ့ချီဆန်ပွဲ1-1တည်ကြခဲ့တဲ့ပွဲလေးကိုကျွန်တော်အမြင်လေးကိုပြပြခဲ့တာဖြစ်ပါတယ်နောက်ထပ်ပြောရမယ်ကျွန်တော်တို့ဝင်ခွင့်ဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေPN နဲ့ကင်းဝေးကြပါစေဗျာအဆင်ပြေမယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးအဲ့ဒါပြောရမယ်